လက်သေးညက်ကို English လို့ nail clippers nail clippers လက်သေးညက်သူ့အတွက်ဥမာစာကြောင်းလေးပြရမယ်ဆိုရင်ငါလက်သေးတွေအရန်ရှည်နေပြီငါညက်ဖို့လိုတယ်မင်းမလက်သေးညက်ရှိလားအဲ့လိုပြောချင်ရင် oh my nails are too long I need to trim them do you have a pair of nail clippers လို့ပြောလို့ရပါတယ် oh my nails are too long ငါရဲ့လက်သေးတွေကအရန်ရှည်နေပြီ I need to trim them သူတို့ကိုညက်ဖို့လိုတယ် do you have a pair of nail clippers မင်းမလက်သေးညက်ရှိလားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နံပါတ်1သွားကြထိုးတံကို English လို့ toothpick သွားကြထိုးတံသူ့အတွက်ဥမာစာကြောင်းလေးပါတွဲပေးပါမယ်ငါသွားကြညက်နေတယ်မင်းမသွားကြထိုးတံရှိသလားဒါကို English လို့ I have something stuck in my teeth do you have a toothpick I have something stuck in my teeth do you have a toothpick ငါသွားကြညက်နေတယ်မင်းမသွားကြထိုးတံရှိလားသူ့ကိုရှင်းပြရမယ်ဆိုရင်I have something ငါမှာတခုခုရှိရယ် stuck in my teeth ငါရဲ့သွားကြထဲမှာညက်နေတဲ့တခုခုရှိရယ်ဆိုတော့သွားကြညက်နေရယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်မင်းမှာသွားကြထိုးတယ်ရှိလားတော့ do you have မင်းမရှိလားtoothpick သွားကြထိုးတယ်ဒါလေးကတော့အားလုံးသိပြီးသားဖြစ်တယ်နော်အဲ့တော့နံပါတ်3စကားလုံးလေးကကြတော့နဖာကလောကို English လို့ earpick နဖာကလောသူ့အတွက်ဥမာစာကြောင်းလေးပေးပါမယ်ငါနားတွေရားနေတာမင်းမနဖာကလောရှိလားဒါကို English လို့ my ear feel itchy do you have an ear pick my ear feel itchy do you have an ear pick ငါနားရားနေတာတော့မင်းမနဖာကလောရှိလားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နံပါတ်4လက်သေးနီကို English လို့ nail polish လက်သေးနီမင်းရဲ့လက်သေးလေးကိုငါကြိုက်တယ်ဒီအနီရောင်လေးနဲ့မင်းကအရန်လိုက်တယ်เนาะဒီဥမာစာကြောင်းလေးကို English လို့ပြောကြည့်ရအောင် I like your nail polish that red color looks perfect to you လို့ပြောလို့ရပါတယ် I like your nail polish မင်းရဲ့ nail polish လေးကိုကြိုက်တယ် that red color အဲ့ဒီအနီရောင်လေးကlooks perfect to you မင်းနဲ့လိုက်ဖက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ပြန်ပြောကြည့်ရအောင် I like your nail polish that red color looks perfect to you လို့ပြောလို့ရပါတယ်နံပါတ်5စာကနာကို English လို့ tweezers စာကနာသူ့အတွက်ဥမာစာကြောင်းလေးပါတွဲပေးပါမယ်ငါမျက်တောင်တူတက်တဲ့ခါမှာစာကနာကိုအသုံးပြုတယ် I use tweezers to apply false eyelashes I use tweezers to apply false eyelashes လို့ပြောလို့ရပါတယ် I use tweezers ငါစာကနာကိုအသုံးပြုတယ် to apply တက်ဖို့အတွက်သုံးဖို့အတွက်เนาะအဲ့တော့မျက်တောင်တူကို false eyelashes မျက်တောင်တူအဲ့တော့မျက်တောင်တူတက်ဖို့အတွက်ငါစာကနာကိုအသုံးပြုတယ်လို့ပြောလို့ရပါတယ်ဒါမှမဟုတ်သပင်းဖြူနှုတ်ဖို့ပဲဖြစ်ဖြစ်เนาะမျက်ခုံးဝင်းနှုတ်ဖို့ပဲဖြစ်ဖြစ်သုံးပြီးတော့လည်းပြောလို့ရတယ်ပေါ့เนาะဒီစာကနာလေးနဲ့ယူပြီးတော့မျက်တောင်တူတက်လို့ရှင်လည်းရတယ်အဲ့တော့ဒီဥမာလေးကိုပြန်ပြောကြည့်ရအောင် I use tweezers to apply false eyelashesကဲဒါဆိုလို့ရှိရင်တော့မှတ်မိသွားအောင်နောက်ဆုံးတစ်ခါလောက်ဒီစကားလုံးလေး၅လုံးကိုပဲပြန်ပြောကြည့်မယ်နံပါတ်1လက်သေးညက်ကို nail clippers လက်သေးညက်နံပါတ်2သွားကြထိုးတံကို toothpick သွားကြထိုးတယ်နံပါတ်3နဖာကောကို earpick နဖာကောနံပါတ်4လက်သေးနီကို nail polish လက်သေးနီနံပါတ်5စာကနာကို tweezers ဇာကနာလို့ခေါ်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့အားလုံးမှတ်မိသွားမယ်လို့ထင်ပါတယ်။ဒီလိုနေ့စဉ်သုံးနှုန်းတဲ့စကားလုံးလေးပဲဖြစ်ဖြစ်စာကြောင်းတို့လေးပဲဖြစ်ဖြစ်လေ့လာရှင်နေဆိုလို့ရှိရင်တော့နေ့ရဲ့ future page လေးမှာလေ့လာလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။